မာစီဆရာတော်ဖျားနဲ့နာမည်ကြီးတရားဆွေးနွေးခန်းအကြောင်းကိုဘယ်လိုဖြတ်ပေါ်လာတယ်ဘယ်အချိန်ကဖြတ်ပေါ်တယ်ဆိုတာကိုကျွန်တော်မိတ်ဆွေအမြတ်ကကျွန်တော်ကိုမေးကြတယ်ယခုကျွန်တော်သိသလောက်ရှင်းပြပါရစေလွန်ခဲ့တဲ့နှစ်ပေါင်း40 1950ခုနှစ်နှစ်ဥပိုင်းလောက်မှာဗုဒ္ဓသာသနာ့အဖွဲ့အတွင်းမှုဥစ္စာသိမ်းအနတ်ခေါမင်းကြီးဟာပသိမ်မျိုးကိုအလဝတ္တရားနဲ့သွားခဲ့တယ်အဲဒီချိန်မှာမိတ်ဆွေတစုကပသိမ်မျိုးမှာရေသေးမလေးတယောက်နဲ့မိတ်ဆက်ပေးတယ်ထိုရေသေးမလေးဟာနှစ်ပေါင်းများစွာ10 ပါးတိလောက်ကိုစောက်ထိန်လာတဲ့အမျိုးသမီးလေးဖြစ်ပါတယ်ဒီတော့ဥစ္စာသိန်းကဘာပြောလဲဆိုရင်နင်းသည်ဒီလာစောက်ထိန်ရင်များနဲ့မိဘွားတဲ့မဖူလုံသေးဘူးဝိပဿနာဘာဝနာတရားကိုချင်းညာအထုံမှသာနေဘွားတဲ့အကျိုးရှိမယ်ယခုတို့ရန်ကုန်မှာဝိပဿနာတရားကိုပိုင်နိုင်ပြနိုင်တဲ့ဆရာတော်ဘောတပါးပေါ်နေပြီနေရန်ကုန်လာပြီးတရားထုတ်ပါလားဆိုတော့သူကဘာပြောလဲဆိုရင်သူ့မှာရန်ကုန်မြို့မှာဆွေမျိုးလည်းမရှိပါဘူးသူကိုရန်ကုန်ကိုသွားနိုင်တဲ့အခြေအနေလည်းသူ့မှာမပြည့်စုံပါဘူးဒီတော့ဥစ္စာတိုင်းကဘာပြောလဲဆိုရင်နင်သာလိုက်ပြီးတရားထုတ်မယ်ဆိုလို့ရှိရင်နင်ရဲ့တာဝန်ကိုတို့ဗုဒ္ဓဘာသာဗုဒ္ဓသာသနာ့အဖွဲ့ကနေပြီးတော့အားလုံးတာဝန်ယူမယ်ဆိုပြီးတော့ပြောတဲ့အတွက်ယသိမလေးကဥစ္စာတိုင်းနဲ့တူပါလာရန်ကုန်ရောက်တော့အမျိုးသမီးယောဂီဆောင်မှာဒီယသိမလေးကတရားထုတ်တဲ့ခါကျတော့10 ရက်ကျော်လောက်ကြာတော့အခါမှာသူ့ရဲ့ပါးစပ်ထဲကနေပြီးအသံတွေထွက်လာတဲ့အသံကိုအနီးအနားမှာရှိတဲ့ယောဂီမျိုးသမီးတွေကဘာပြောမှမသိဘူးဒီကလေးမလေးတော့ယူပြီးချင်တယ်ဆိုပြီးတော့ဗုဒ္ဓသာသနာ့အဖွဲ့ချုပ်ရဲ့လူကြီးတွေကိုလာပြီးသတင်းပေးလူကြီးတွေကလည်းဥစ္စာသိန်းခေါ်လာတဲ့ယသိမလေးဖြစ်နေတော့ဥစ္စာသိန်းကိုလိုက်ရှာပြီးတော့လာပြီးတော့ယသိမလေးနဲ့တွေးပေးလိုက်တဲ့အခါကျတော့ဥစ္စာသိန်းကပါဠိလိုတတ်တော့ယသိမလေးပါးစပ်ကမာစီဆရာတော်ဘုရားကိုတွေးရင်လည်းမာစီဆရာတော်ကြီးခေါ်သွားပေးပါဆိုလို့ပြောနေတာကိုသိတဲ့အတွက်ဥစ္စာသိန်းကယသိမလေးကိုမာစီဆရာတော်ကြီးကိုခေါ်လာတယ်ဒီချိန်မှာတော့ငါဆိုရင်မာစီဆရာတော်ကစောင်းပင်လူထားတယ်သက်သာကျောင်းဆောင်မှာတရင်သုံးတော့ယသိမလေးကနေပြီးတော့မာစီဆရာတော်ဘုရားကိုဆရာတော်ဘုရားနဲ့သူတရားဆွေးနွေးခြင်းနဲ့သူ့ကိုအချိန်ပေးပါဆိုလို့တောင်းတော့ပထမဦးဆုံးဆရာတော်ဘုရားကဘာမှအမိန့်မရှိပဲနဲ့စိတ်ပဲနေတယ်ပြောပါများတော့ဆရာတော်ကနေပြီးဒါဖြင့်ကောင်းပြီတဲ့သင်နဲ့ကျုံတဲ့ကတဲ့တရားမနေ့ရှင်ကိုတရားဆွေးနွေးမယ်သင်ကိုပထမဦးဆုံးအစီအစဉ်ကတော့သင်တို့နတ်ပြည်ကနတ်သားနတ်သမီးတွေပူဇော်ခြင်းပူဇော်ပါဒီနောက်ပိုင်းမှာတော့တဲ့သင်ကိုတဲ့ကျုပ်သိတာလည်းမေးမယ်မသိတာလည်းမေးမယ်သင်အနေနဲ့သ
သိသလောက်သာဖြေပါဆိုပြီးတော့ဒီအချိန်ချက်ကိုသူတို့ပြုလုပ်ခဲ့ပြီးတဲ့နောက်ဥစ္စာသိန်းကဗုဒ္ဓသာသနာတော်ဖွဲ့ရဲ့ဥက္ကဋ္ဌဆောင်းတွင်နဲ့ဥနုထံကိုတရင်ပို့ဒီတရင်ပို့တဲ့အခါကျတော့လူကြီးတစုကဟာဒါအင်မတန်ထူးဆန်းတာပဲဒီဟာကိုအပန်သွင်းထားရအောင်ဒီချိန်တုန်းကဆိုရင်ရန်ကုန်မှာဂျာမနီကဖွင့်လာတဲ့ Grandic tape recorder ပေါ်ကစားပဲရှိသေးတယ်ဒီအတန်သွင်းမယ်ဆိုရင်ဆရာတော်ကြီးတော်တော်များများကိုလည်းပင်နာပါလူပုဂ္ဂိုလ်တဲ့ကာကိုလည်းခေါ်ရပါနော်ဆိုပြီးတော့မှနောက်တစ်နေ့မှာအချိန်ချက်တဲ့ချိန်ကတော့ဆရာတော်ဘုရားရှိမှမိုက်တစ်ခွက်ရသိမ်းမလေးရှိမှမိုက်တစ်ခွက်ဆရာတော်ဘုရားရဲ့လဲဝဲလဲရမှာစတော်ကြီးတွေရသိမ်းမလေးရဲ့အနောက်ဘက်မှာလူတွေနေပြီးတော့မှအချိန်ဆွေးတဲ့အခါကျတော့ရသိမ်းမလေးရဲ့ပါးစားထက်ကနေပြီးတော့တကုတ်ကုတ်နဲ့အတန်မြည်လာတယ်မြည်လာပြီးတော့မှပထမဦးစွာပူဇော်ပွဲလုပ်တယ်နော်ဒါသူတို့ပြောဆိုတဲ့စကားကတော့ Sanskrit ဘာသာပါဠိဘာသာပေါ့ဗျာပါဠိလိုပဲပြောတော့ပါဠိလိုမေးတယ်ပါဠိလိုဖြေတယ်နော်တဏှာကြီးချိန်ကြပြီးဆုံးသွားတဲ့အခါကျတော့ဒီဟာကမြန်မာလိုပြန်ပြီးရန်ကုန်တန်လင်းရုံကနေပြီးအတန်လဲခဲ့လို့ရှိရင်တနိုင်ငံလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေကနော်နားထောင်သွားရှိရင်ပို့ပြီးတော့အကျိုးရှိမယ်ဆိုပြီးတော့ဆရာတော်တစ်ပါးကိုဒီပါဠိလိုမေးပါဠိလိုဖြေထားတဲ့တိတ်ပါနေပြီးဘာသာနော်ပြန်ခိုင်းတယ်ပြန်ခိုင်းပြီးတဲ့အခါကျတော့တရင်စာဆရာတဦးကနေပြီးတော့တရင်စာထားတဲ့ကနေပြီးတော့ဘယ်လိုဝေဖန်လိုက်လဲဆိုရင်လူနဲ့နတ်နဲ့စကားပြောတဲ့ဆိုတာယုံနှံစကားကြီးနော်မဖြစ်နိုင်ဘူးနော်ဆိုပြီးဝေဖန်လိုက်တဲ့အတွက်မာစီဆရာတော်ကနေပြီးတော့ဥနုကိုအတန်လဲယုံကနေပြီးအတန်မလဲဖို့တားလိုက်တယ်ဆရာတော်ကဘာမိတ်ရှိလဲဆိုရင်အကျိုးရှိတဲ့လူရှိသလိုအကျိုးမရှိတဲ့လူလည်းရှိမှဖြစ်တဲ့အတွက်နော်ဆရာတော်အနေနဲ့အကျိုးမဲ့လူအတွက်ကိုမလိုလားဘူးဒီတက်အတန်လဲရုံကနေပြီးအတန်မလွဲပါနဲ့ဆိုပြီးတားလိုက်တဲ့အတွက်ဒီဘာသာပြန်တဲ့ဟာဒီစခန်းရတယ်လေတနေ့ကျွန်တော်တို့မြို့မကျောင်းသူကျောင်းသားဟောင်းအသင်းအမှုဆောင်အစည်းအဝေးဒီချိန်တုန်းကကျွန်တော်တို့မြို့မအသင်းမှာအဆောက်အဦမရှိသေးဘူးအမှုဆောင်နေပြီတလားတစ်ကြိမ်အစည်းအဝေးပွဲမှာအလှည့်ကျသူ့အိမ်ငါအိမ်မှာအစည်းအဝေးလုပ်ကြတယ်အစည်းအဝေးလုပ်တဲ့အိမ်ကအစည်းအဝေးပြီးရင်ထမင်းကျွေးအကြီးအချိန်မှာမြို့မဆရာဟိန်အိမ်မှာဒီအစည်းအဝေးကိုသူကနေပြီးတော့ဘယ်လိုပဲဒီအစည်းအဝေးလုပ်မယ်အစီအစဉ်တန်းမှာမြို့မအတင်းရဲ့အစည်းအဝေးရဲ့အစီအစဉ်ကိုပြီးတယ်ရေးဆွဲထားတယ်ပြီးရင်သူကထမင်းကျွေးမယ်ထမင်းကျွေးပြီးရင်တရားလဲနာမယ်ဆိုပြီးတော့ဖိတ်စာထဲမှာဆိုထားတဲ့အတွက်ကျွန်တော်တို့ဆရာမြို့မဆရာဟိအိမ်မှာကျွန်တော်အစည်းအဝေးထိုင်တော့ထမင်းစားတော့ပြီးတဲ့အခါမှာ7 နိုင်ကျော်လောက်ရှိပြီအဒီချိန်မှာကျွန်တော်မေးလိုက်တယ်ဆရာတရားနာမယ်ဆိုတာအခု7 နိုင်လဲကျော်သွားပြီနော်နာမယ်ဆိုရင်လဲကျွန်တော်တို့ကိုတရားနာပါရစေဆိုတဲ့အခါကျတော့ဥနုကနေပြီးမေးလိုက်တယ်ဘယ်သူတရားလဲတဲ့
ဒီတော့ဥစ္စာနိုင်ကဘာဖြစ်လဲဆိုရင်မာစီနဲ့နှမင်းကြီးနဲ့တရားဆွေးနွေးခမ်းပါတဲ့ဒီတော့ဘာပြောလဲဆိုရင်ဥနုကနေပြီးတော့ကိုစံသိန်းကြီးတဲ့ဆရာတော်ဘယ်လိုမိတ်ရှိထားလဲတဲ့ခင်ဗျားလည်းသိတဲ့အတိုင်းပဲတဲ့ဒီတိတ်ခွေကိုအပြင်လူတွေကိုမဖွင့်ပြပါနဲ့ဆိုရတာတဲ့ခုခင်ဗျားဖွင့်ပြတယ်ဆိုတော့ဆရာတော်ရဲ့အမိတ်ကိုတဲ့မလိုက်နာဖြစ်နေပြီဆိုတော့ဥစ္စာသိန်းကဘာမှမပြောရဘူးဒီတော့ကျွန်တော်မေးတယ်အကိုကြီးရောဒီတိတ်ခွေကိုနားထောင်ပြီးပြီလားသူနားထောင်ပြီးပြီတဲ့အကိုကြီးမှနားထောင်ခွင့်ရှိရင်ကျွန်တော်တို့တွေဘုမြို့မဤစီတွေဘာနားထောင်ခွင့်မရှိဘူးလားကျွန်တော်တို့ဒီယုံကြည်ကြီးနဲ့နားထောင်မဲ့လူတွေပါဆရာတော်အနေနဲ့နားမထောင်စေချင်တာတန်တရားရှိတဲ့လူမယုံတဝက်ယုံတွေနားထောင်မှာကိုစိုးရင်တဲ့အတွက်ဆရာတော်အနေနဲ့တားဖြစ်ပါလိမ့်မယ်ဒီတော့ကျွန်တော်တို့နားထောင်ခွင့်ပြုပေးပါဆိုတော့မှသူကဒီလိုဆိုရင်တဲ့ခဲတို့တွေနားထောင်မှဆိုရင်လည်းသူကနားထောင်ပြီးတဲ့အတွက်သူပြန်မယ်နော်တချို့အမှုဆောင်တွေလည်းသူတိတ်ဆရှိတဲ့အတွက်တချို့လည်းပြန်တယ်ကျွန်တော်တို့ကျန်တဲ့အမှုဆောင်5-9 ဦးလောက်ပဲကျန်တယ်နောက်ပိုင်းကျတော့မြို့မဆရာဟင်းကနေပြီးတော့သူကြိုတင်ဖိမှန်ကပြုထားတဲ့သူမိတ်ဆွေရောင်းရင်းကိုကျွန်တော်တို့အစည်းအဝေးလုပ်နေတဲ့အချိန်မှာအနီးနားအိမ်တွေမှာသူကနေပြီးဟိုမှာ9 ယောက်ဒီမှာ9 ယောက်ရှောက်ထားလိုက်တာဒီလူတွေကနေပြီးဥနုလည်းကားဖက်သွားဟိုလူတွေလည်းမြမဆရာအိမ်ဘောကိုဝုန်းဆိုနေတက်လာတဲ့ခါကျတော့ကျွန်တော်ပြောတော့ဆရာဘယ်လိုလုပ်တာလဲကျွန်တော်တို့ကနေပြီးလူလင်းကကျွန်တော်မြို့မဤစီလောက်ပဲနားထောင်ဖို့ကျွန်တော်ပြောတာခုအပြင်လူတွေလာတယ်ဆိုရင်လို့ဒီထက်မှာမယုံတဝက်လူတွေပါလာရင်နော်ဒါအခက်တွေ့မယ်ဆိုတော့ဥစ္စာနိုင်ကဘာပြောလဲဆိုရင်ဒီလိုဆိုရင်ဒီလိုလိုအောင်တဲ့ဖျားစင်မှာသွားပြီး9 ပါးတိလာယူပြီးတော့တဲ့သက်စာဆုတ်ခိုင်းမယ်တဲ့သက်စာဆုတ်ခိုင်းပြီးတော့မှဒီတိတ်ကိုဖက်ပြမယ်ဆိုပြီးတော့ကျွန်တော်တို့ကိုပရမဥဆုံးတိတ်ဖက်ပြလိုက်တဲ့နေရာမှာ10 မိနစ်လောက်ကြာတဲ့ခါကျတော့ပါဠိလိုကြီးဖြစ်နေတော့ကျွန်တော်ပါဝင်တော်လူများဘာမေးလို့ဘာဖြေနေမှလည်းမသိတော့ကျွန်တော်ဖမ်းမင်းလိုက်တယ်ဥစ္စာနိုင်ခုဥစ္စာနိုင်ဖွင့်ပြတဲ့ဟာကျွန်တော်တို့တည်းဘာမှနားမလဲဘူးဗမာလိုဘာသာပြန်လာတဲ့ဟာမရှိဘူးလားရှိပါတယ်ဒါဖြင့်ဒါလေးကိုရလိုက်ပါဗမာလိုဘာသာပြန်လာတဲ့ဟာကိုပဲကျွန်တော်နားထောင်နေတယ်ဆိုတော့မှဗမာလိုဘာသာပြန်လာတဲ့ဟာကိုသူဖွင့်ပြတယ်ဖွင့်ပြတဲ့အခါကျတော့ Granite tape recorder လည်းအဆင်ပြေကျွန်တော်စင်ကာပူကိုဒီနေ့မှသွားတော့ကျွန်တော်တလုံးဝယ်လာဥစ္စာနိုင်ကူဖွင့်ပြတဲ့Granite recorder နဲ့ကျွန်တော်အိမ်မှာရှိတဲ့ recorder နဲ့ပုံစံတူဖြစ်နေတော့ဥစ္စာနိုင်ခင်ဗျားဆက်နဲ့ကျွန်တော်ဆက်နဲ့တူပဲဒီတော့ဒီတိတ်ခွေလေးကိုကျွန်တော်ကိုကူပေးပါလားလို့ကျွန်တော်ပြောလိုက်တဲ့ခါကျတော့သူကဒါဖြင့်ခင်ဗျားယူသွားတယ်ကျွန်တော်ကိုတဲ့တိတ်ခွေတက်ပတ်ဝယ်ပေးပါဆိုပြီးတော့ကျွန်တော်မိတ်ဆွေတယောက်ကိုကျွန်တော်ဖွင့်ပြတော့သူကကူးရင်တယ်ကျွန်တော်ပေးကူခွင့်မပေးဘူးတနေ့ဆိုတော့မျက်မှောက်တော်ကြာလာတဲ့ခါကျတော့ဆရာတော်ဘုရားစီမှာရှိတဲ့တိတ်ခွေကဒီကြာလာတော့အတန်မထက်တော့ဘူးအတန်မထက်တော့ဥစ္စာနိုင်အိမ်ကိုလှော့ပြီးတော့တောင်းမင်းခိုင်းတော့ဒီချိန်မှာဥစ္စာမကကွယ်လွန်သွားပြီလေကွယ်လွန်သွားတော့သူ့ရဲ့သမီးဇနီးတွေကလည်းသူတို့မှတော့မရှိတော့ဘူးသူတို့မှရှိတဲ့တိတ်ခွေရလည်းပဲပစ္စည်းသွားပြီဥဆိုင်ကမှာတော့ရှိရင်ရှိလိမ့်မယ်သူ့ကိုသွားပြီးမေ့ကြည့်ပါလားဆိုတော့ကျွန်တော်အိမ်ကိုရောက်လာတဲ့ခါကျတော့ကျွန်တော်ကနေပြီးကျွန်တော်တငယ်ချင်းကလည်းသူကုရင်တဲ့တငယ်ချင်းကလည်းအချိန်ပြေကျွန်တော်အိမ်ထဲမှာပါကျွန်တော်အိမ်မှာရှိနေတဲ့အတွက်ကျွန်တော်နှစ်ယောက်ကနေပြီးတိတ်ခွေယူပြီးဆရာတော်ဘုရားကြီးစီကိုသွားပြီးတော့ဆရာတော်ကိုရှောက်တယ်ဆရာတော်ဘုရားတပည့်တော်တငယ်ချင်းကဒီတိတ်ခွေကိုကုရင်တယ်ဥ
ဥစာနိုင်ကိုကျွန်တော်ကတိပြုထားတာကကုခွက်မပေးဘူးပြောရတယ်ဆရာတော်ဘုရားအနေနဲ့ခွင့်ပြုနိုင်မလားဆိုတော့တက္ကကြီးတဲ့သူကုရင်ပေးကုလိုက်ပါတဲ့ဆိုတော့မှနောက်ပိုင်းကျွန်တော်တငယ်ချင်းကိုလည်းကျွန်တော်ပေးကုတယ်ကျွန်တော်ကတဖန်ဒီတိတ်သားတွေကဆွေးမှာဆိုလို့ကျွန်တော်သားကနေပြီးမူလကလေးကနေပြီးတိတ်သားအကောင်းဆုံးနိုင်ငံရလာတဲ့တိတ်သားအကောင်းထဲမှာသူကအတန်ဖွင့်လာပြီးဒီတိတ်ခွေကိုသူကသိမ့်ထားတယ်ဒီသိမ့်ထားတဲ့ဟာကိုလည်းကျွန်တော်သတိမမိဘူးဒီနေ့ကျွန်တော်ရဲ့မှာရှိတဲ့တိတ်ခွေလဲဆွေးသွားတဲ့ခါကျတော့နောက်ပိုင်းဟိုရှာဒီရှာလိုက်တဲ့ခါကျတော့ဒီတိတ်ခွေကပြန်ထွက်လာတော့ကျွန်တော်ပြန်ကူးတယ်ပြန်ပွားတာပါပဲဘူးဒါဒီတိတ်ခွေရဲ့ဖြစ်ပေါ်လာပုံကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်နော်ရသေးမလေးဟာ10ပါးတိလကိုဘွားပေါင်းများစွာစောက်ထိုင်းလာကြောင်းနတ်တို့ကြိုက်တဲ့ရေစုသူမရဲ့ဘဝင်မှာရှိကြောင်းလူပီမပြောသောအတန်ကိုသူမတစ်ဆက်နတ်ပြည်ကကြားရကြောင်းနတ်ပြည်မပြောသောအတန်ကိုလည်းသူမတစ်ဆက်အရှင်ဘုရားတို့ကြားနေရကြောင်းနာမင်းကြီးပြောကြားချက်တွင်ပါနေတယ်ရေဒီယိုပေါ်ခါစကရှေးလူကြီးတွေရန်ကုန်မှလွှဲသောအတန်ကိုနယ်တွင်ကြားနိုင်ကြောင်းပြောရင်ယုံချင်မှယုံကြမယ်ယခုအတန်တွေမကရုပ်ကိုပါမြင်နေကြရပြီတယ်လီဗီရှင်းမမြင်ဘူးသူများကိုပြောရင်ယုံချင်မှယုံကြမယ်ယသိမလေးဟာပါဠိဘာသာကိုလုံးဝမတတ်ပါသူမရဲ့ပင်ကိုယ်တန်ကိုဆွေးနွေးခါအဆုံးတွင်ထည့်သွင်းထားတယ်ကွာခြားမှုရှိတာကိုတွေ့ရပါလိမ့်မယ်သထသံဃာယရဏတင်ပွဲကိုရောက်လာတဲ့နေပေါအိန္ဒရိယနဲ့သီရိလင်္ကာလူမျိုးတဖွဲ့စီကျွန်တော်ထံတွင်၎င်းတိတ်ခွေရှိကြောင်းစုံစမ်းပြီးလာတယ်ကျွန်တော်နဲ့ယင်းဤသောသူငယ်ချင်းများကိုခေါ်လာပြီးတိတ်ခွေကိုနားထောင်ခြင်းကြောင်းပြောကြတယ်တိတ်ခွေကိုဖွင့်ပြပြီးတော့အခါသူတို့ကပါဠိစကားကိုယခုကဲ့သို့လင်းလင်းမြန်မြန်ပြောနိုင်သူတို့တိုင်းပြည်တွင်ပင်မရှိကြောင်းဝန်ခံပြောကြတယ်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာတရားဆွေးနွေးပွဲကိုစတင်နားထောင်ကြပါစို့လားခင်ဗျာဒီညနေတော့အမေရှိခဲ့ပါတယ်အရှင်အာသိကနာလည်းဒီယသိမာရီမဟိမာရီတို့သာနာဣဒ္ဓာတို့သာနာကြီးမာကြီးဆရာတော်ဘုရားကြီးဤဥပနိဒေယအတိုင်းဝိပဿနာတရားကိုအားထုတ်ကြတော့အခါဒီနေ့နောက်တော့တရားအရှင်းတို့ဒလဝိကရဏအဖြစ်ရောက်ကြတဲ့အတွက်ဆရာတော်ဘုရားကြီးဉာဏ်ရှင်တရားတော်ကိုနာခွင့်ရကြပါတယ်အခုသံဃာဝါဒနည်းကမုန်းဉာဏ်ရှင်တရားကိုနာကြပြီးဆိုရတဲ့အတွက်ပတိမျိုးတို့ဉာဏ်ကြရစီစဉ်ကြတော့အခါယသိမာရီတို့ဓာတ်စီတရားဆွေးနွေးနေကြဖြစ်သောနာမည်ကဆရာတော်ဘုရားကြီးအပူဇော်တော်လူကြောင့်ဖွင့်တောင်းကြပါတယ်ဆရာတော်ဘုရားကြီးကသူတို့အကျင့်နဲ့ဝယ်ကြည့်အောင်တရားအားထုတ်မှုကြီးဆုံးပြီးဖြစ်သည့်အတွက်နတ်စကားပြောသည်ဆိုတော့ကိစ္စမဟုတ်မဟုတ်လဲသိရန်ကတော့ပူဇော်ခွင့်ကိုသံဃာဝိနည်းနဲ့ညကခွင့်ပေးခဲ့ပါတယ်အမှန်ကတော့ယသိမာရီကနတ်နဲ့စကားပြောသည်မဟုတ်ပဲနတ်ကြီးကယသိမာရီအတန်နဲ့ဆွေးနိုင်အတန်နဲ့ဖတ်နိုင်တော့ဓာတ်ခွဲအဖြစ်အသုံးပြုထားသည်ကိုတွေ့ရပါတယ်ပထမနဲ့ရေဒီယိုဖွင့်ရတဲ့အတွက်မိခလုတ်ကိုရှင်းလိုက်တော့အခါညီတကယ်လို့ဘုခနဲ့အတန်တစ်ခုညီလာပြီးနောက်
ရေဒီယိုမှမီတာအားဝင်လာတော့အခါမိတကဲ့သို့အတန်မြန်တစ်ဖြည်းဖြည်းပေါ်လာပါတယ်ပြီးတဲ့နောက်ရေဒီယိုတွင်လှိုင်းပြောင်း၍အတန်ကိုဖမ်းယူလို့အတန်ကိုသဘုတ်ဘုတ်သုံးလေးကြီးနဲ့ဆင့်ကကြားရပြီးတဲ့နောက်ပါဠိဘာသာဖြင့်ဗန္ဒီကောကြံနေရိယဒီဝပုဒ္ဒောဟံသံတော့အတန်ဖြင့်တယောက်ထားပြီးစကားများပေါ်လာပါတယ်ပါဠိအတန်မှာမြန်မာမဟုတ်ပဲဆက်စိတ်ပါဠိကံရဲ့လို့ကြားရပါတယ်ဒီနေ့ညလည်းကောကြံနေရိယနတ်သားတယောက်ထားသောစကားနဲ့နတ်သားများစွာတို့အရှင်ဘုရား၏တရားတော်ကိုနေမန္တရတိနတ်ပြည်မှနေ၍နားထောင်ပြီးပါကြောင်းပါရှိသည့်အတွက်၎င်းကလေးမကြီးကိုနတ်များကအတန်နဲ့ဖမ်းယူနိုင်အတန်နဲ့ဆွနိုင်သောဓာတ်ခွက်အနေအားဖြင့်သုံးပြုထားပြီးဟုထင်ရပါတယ်။ကလေးမကြီးပညာရေးရှင်းကိုစုံစမ်းထောက်လှမ်းကြည့်ရမြန်မာသာဖတ်တတ်ခံရတာရှိကြောင်းသိရတဲ့အပြင်ဤသို့နတ်ကပြောသောစကားကိုလည်းသူဘာမှမသိကြောင်းသူ့မှာယခုလိုနတ်စကားပြောလာရင်မေ့နေကြောင်းသိရပါတယ်။မင်းများကမုန်းမာရှိဆရာတော်ဖျားအားနတ်သားများကတနည်းနတ်သမီးများကတနည်းပူဇော်တော်လိုပါကြောင်းပြောထားပါတယ်။ဆရာတော်ဘုရားကမိတို့ရအမေရှိသောအခါထမှန်ပြီးတော့နတ်သမီးများတဏှာကြီးနတ်သားများတဏှာကြီးခွင့်ပြုပါရန်တယောက်ထားပြန်တော့အခါဆရာတော်ဘုရားကမနေ့ပြန်ညမှာနာယီဝတ်စီပူဇော်တော်ရန်ခွင့်ပြုလိုက်ပါတယ်။ထိုအခါနတ်သားကမနေ့ပြန်အရှင်ဘုရားခွင့်ပြုမိအစီအစဉ်ကိုအမိရှိတော်မူပါဘုရားဟုလျှောက်ကြားရတဲ့အတွက်ဆရာတော်ဘုရားကပထမနတ်သားတို့အားပူဇော်ခွင့်ပေးရန်ဒုတိယပြဿနာများမင်းများ၏တတိယနတ်သမီးများအားပူဇော်ခွင့်ပေးရန်သတုထပြဿနာများမင်းများ၏ပြေသမအခြားအခါတော်မှာပြုလို့ရသောယဟန်ရှင်လူတို့ကမင်းများပြောဆိုကြလိမ့်မည်ဟုမိန့်တော်မူသောအခါအာထုသုံးရင်ခေါ်၍တပည့်တော်တို့နတ်သားများမှာဘုပိစ္စများ၏ခွင့်ပြုပါရန်ပြောကြတာဤကုန်းချုပ်ပါ၏ယခုမင်းများကအမိရှိခဲ့သောအစီအစဉ်ရချင်းဆိုထားသောနာယီကြောက်ပြီးဖြစ်ပါကြောင်းအစဉ်ခံပါလိမ့်ခင်ဗျာဘန်တဲ့တန်းဤတန်တာနမင်းသားတတာဘယ်နေရာဘက်ကိုသာအတီတီနုကောဘန်တဲ့အသာမိမန္တရတိနတ်ကြီးကနတ်သားကအရှင်ဘုရားတဲ့ဒီနေရာမှာယခုမဟိနတိဋ္ဌဗေရဏီအင်းရှိသောဆရာတော်ဘုရားသည်ရှိတော်မူပါသလားဗျာလို့မြင်းမြန်းလျောက်ထားပါတယ်။အတိအောင်ဆုံးဒီတန်တဲ့ဒီတော့ဆရာတော်ဘုရားကရှိပါတယ်ငါရှင်လို့ပြန်ပြီးတော့ဖြေကြပါတယ်။ပပရာကံဘာဝနာတေဗန္တေယခုနတ်တို့ရဲ့ဒီပွဲတရားပွဲသဘင်ကြီးဟာတရားပွဲသဘင်ကြီးပြုလုပ်ဖို့ရာအချိန်ကြာရောက်ပါပြီလားအရှင်ဘုရားတဲ့ကာရမေပုပ္ပတရားပွဲသဘင်ကြီးပြုလုပ်ဖို့ရာအချိန်ကြာရောက်ပါပြီလို့ဆရာတော်ဘုရားကပြန်ပြီးတော့ဖြေကြပါတယ်သေဗန္တေဒေဝပရာနာနောဗန္တေစေပုစီရာကာနာဝိသေသာကာနာကာနဝရိတောတေစေဗန္တေအရှင်ဘုရားတဲ့ယခုပူဇော်ပွဲကြီးကိုပြုရ၌ရှိဥစွာနတ်သမီးပေါင်းတို့ကအရှင်ဘုရားအားထူးသောအကြောင်းရှင်းရတော့ဖြင့်မြတ်စွာပူဇော်မှုကိုပြုခြင်းဟာအလွန်မဲ့အလိုရှိကြပါတယ်အရှင်ဘုရားတဲ့ဘန္တေကံကာလံသီရံကံကာနေနာတရိတောအေစီနုကောဗန္တေအရှင်ဘုရားကလည်းအချိန်ကြီးကြာနေစွာဘယ်သူသောအချင်းရအားဖြင့်ထိုနတ်သမီးများအားထိုနတ်သမီးများအားထိုနတ်သားများအားအခွင့်အရေးပေးခြင်းဟာအလိုရှိပါကလေးအရှင်ဘုရားလို့သူပြောထားပါတယ်နာတေတိသီရံနာလတေဗန္တေဣတံပကလိနာကာနာကာနဝတိတေဗန္တေအချိန်ကတော့ကြာမြင့်စွာတော့ရနိုင်မှာမဟုတ်ပါဘူးဗျာတဲ့ဒီယခုတတိတော်တို့ဓာတ်ဆက်ပြီးစကားပြောနေရတဲ့ဒီပုဂ္ဂိုလ်မကလေးအတွက်အကြောင်းကြီးအကြောင်းငယ်တွေရှိပါသေးတယ်ဗျာဒီကတိကကာလမတံဒါတို့ဣချာမိသံဃာဒါရီတုံသကောတိဆရာတော်ဘုရားကဒီတော့ပြန်ပြီးမြင်ကြတယ်သင်တို့ပူဇော်ကြရရအတွက်တဏှာကြီးညကအချိန်ပြီးခြင်းကအလိုရှိပါတယ်တဲ့ထိုတဏှာကြီးအချိန်ညလောက်ကိုထောင်ချင်းကသင်တို့စွန့်နိုင်ပါသလားလို့မြင်ရပါတယ်ခဏရောလာတေနုကောဗန္တေအရှင်ဘုရားတဲ့တပည့်တော်တို့ပူဇော်ဖို့ရအတွက်အချိန်ကလေးဟာခဏကလေးညကရပါသလားဗျာတဲ့ကတိကဒါနိဗ္ဗာန်နဲ့ကံကာနေနာအေသိနုကောဗန္တေယခုအရှင်ဘုရားကဘယ်သူသောအချင်းရအားဖြင့်တပည့်တော်တို့ပူဇော်မှုကိုပြုခြင်းကအလိုရှိပါတယ်လေဘုရားပုရိမာဒီဝစေမယဟုတ်တာပထမသ
ထမဒေဝနာပူဇာဣချာမိအရင်နေ့ကငါပြောခဲ့ပြီရှင်းဥစွာနတ်သားတို့ပူဇော်ခြင်းကိုအလိုရှိပါတယ်ဒေဝပုတ္တမန္တေဟောတင်လို့ကောရှင်းဥစွာနတ်သားကပူဇော်ရမှာပါလားဗျာဧကဒေဝပုတ္တပူဇိရာကာရဏံကရောတိရာကာလေဣဒံဒေဝပုတ္တနေတိတာကာလေဒေဝသဒေဝသရာကရောမိဗန္တေရှင်းဥစွာတယောက်သောနတ်သားကပူဇော်မှုကိုပြုပြီးတဲ့အခါမှာအဲဒီနတ်သားပူဇော်ခြင်းကြီးဆုံးသွားတဲ့အခါကျတော့နတ်သမီးနှစ်ယောက်တို့ကအရှင်ဘုရားအားပူဇော်မှုကိုပြုကြပါလိမ့်မယ်ဗျာဒေဝသရာဧကဒေဝသရာပါဠိရာဝတ်နံဝေဝဝစိတ္တဣတဧကဒေဝသရာမြမရေရာကတဝံဝရစတာဗန္တေဝိဝိစေတအာကာနကနံဗန္တေဟောတိရကနံကရောမိအရှင်ဘုရားတဲ့အဲဒီနတ်သမီးနှစ်ယောက်တို့ရဲ့အနက်မှာတဲ့တယောက်သောနတ်သမီးကပါဠိစကားဖြင့်အရှင်ဘုရားအားပူဇော်မှုကိုပြုပါလိမ့်မယ်သူကြီးတဲ့နောက်အခါကျတော့တယောက်သောနတ်သမီးကမြန်မာဂါထာစကားပုဒ်ကလေးတွေနဲ့အရှင်ဘုရားဂုဏ်တော်တွေချီးကျူးပြီးစကားလားပူဇော်ခြင်းပြုလို့အရှင်ရတယ်ပြုပါလိမ့်မယ်ဗျာသာကောင်းပြီတဲ့ဆရာတော်ကပြန်နေကြပါလေဗန္တေသနာချဗန္တေသနိတောတိရဲ့စင်ကောဗန္တေအရှင်ဘုရားတဲ့နားဆင်တော်မူပါတဲ့နားဆင်ခြင်းကအလွန်အလိုရှိတော်မူပါသလားဗျာတဲ့ဒီခါမိအလွန်အလိုရှိပါ၏တဲ့ဆရာတော်ကပြန်ပြီးတော့ဖြေကြပါလေအန္တရာဒေဝပုတ္တဗန္တေပူဇိရာကာရဏံကရောမိသောမကုန္ဒလီအမည်ရှိတဲ့နတ်သားသည်ယခုဆရာတော်ဘုရားအားပူဇော်ခြင်းကိုပြုပါတော့မည်ဆရာတဲ့ဗန္တေဝေသနာတာရေဝဗန္တေအရှင်ဘုရားလည်းနားဆင်တော်မူပါရှင်ဘုရားတဲ့အတိပသနာတတိနာအရှင်ဘုရားလွန်စွာကြည်ညိုသောစိတ်ထားဖြင့်ယခုပူဇော်မှုကိုပြုပါတော့မည်ဗျာတဲ့သင်္ပိတိလောကဓမ္မရာဇာဥပ္ပတိဗန္တိသတ္တောပိတိလောကဘုံသတ္တနောဇေဝနာနောဝတေဝတရနာနောဗန္တိဘောဓနိရာကာနောကရောမိဗန္တိအရှင်ဘုရားဒီကားလို့ဆိုရင်လောကသုံးပါးရဲ့တရားမင်းကြီးတစ်ဖွဲ့ဖြစ်တော်မူပါတယ်ဗျာတဲ့ထို့ကြောင့်လောကသုံးပါး၌ရှိကြတဲ့များစွာသောတတ္တဝါအပေါင်းတို့ဒီ၎င်းများစွာသောနတ်သားအပေါင်းတို့ဒီ၎င်းများစွာသောနတ်သမီးအပေါင်းတို့ဒီ၎င်းအရှင်ဘုရားအားပူဇော်ခြင်းပြုသောအမှုကိုပြုကြရပါတယ်ဗျာတဲ့ဗန္တေမေဘိဗုဒ္ဓေနာအတိပသနာစိတ်တေနာတပတောဗန္တေဟောတေတောဝန္ဒာမိဗန္တေအရှင်ဘုရားတဲ့တတိတော်သည်မြတ်စွာဘုရားရဲ့ကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုသောစိတ်ကိုရှေ့ထားပြီးတကားလားယူရီမြတ်နုစခိုးပူဇော်ပါသည်ဗျာဗန္တေဓမေသာတေပသနာတေတောတပတောဗန္တေဝန္တတောဝန္ဒာမိဗန္တေအရှင်ဘုရားတဲ့တရားတော်ဤကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုတဲ့စိတ်ကိုရှေ့ထားပြီးတကားလားဒီလိုမြတ်တို့တတိတော်စခိုးပါပြီဗျာဗန္တေသမေသတေပသနာတေနာမေဝန္တတောဝန္ဒာမိဗန္တေအရှင်ဘုရားတဲ့တတိတော်ဒီသံဃာဤကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုသောစိတ်ကိုထားပြီးတကားလားကြည်ညိုမြတ်တို့စခိုးပါပြီဗျာဗန္တေမေမသပိတောကောနာနာမေအတိပသနာတေနာဝန္တတောဝန္ဒာမိဗန္တေအရှင်ဘုရားတဲ့တတိတော်ဤမိခင်ဖခင်တို့ဤကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုသောစိတ်ကိုထားပြီးတကားလားယူရီမြတ်တို့တတိတော်စခိုးပူဇော်ပါပြီဗျာဗန္တေဓမ္မရာဇာဗန္တေပေမေတိပသနာတေနာမေဝန္တတောဝန္ဒာမိဗန္တေတရားမင်းကြီးဖြစ်တော်မူသောအရှင်ဘုရားကိုတတိတော်သည်အလွန်ကြည်ညိုလာသောစိတ်ထားဖြင့်လူကြည်မြတ်တို့စခိုးပူဇော်ပါသည်အရှင်ဘုရားတဲ့ရုပ်ကိတော်ဟာဒီတော့ဆရာတော်ဘုရားကကြံလီပြီးတော့သူ့ဆုပေးပါတယ်ကောင်းလာပါပြီနတ်သားတဲ့သင်ချမ်းသာစွာရှိပါစေတဲ့